မဟာရုပ်ရှင်ရောတိုးတိုးရှိပါရဲ့ဆရာမဗတဲ့ရဲ့ဆန်ဘာဖြစ်လို့အိမ်စာတွေပြအောင်မလုပ်ခဲ့ရအမေအိမ်မှာဈေးပြောင်းနေရတယ်ဆရာအေးမိဘကိုလုံးရတယ်ဆိုတော့ဆရာမချီးကျူးပါတယ်ဒါပေမဲ့ဒါကိုအကြောင်းပြပြီးအိမ်စာတွေလုပ်ခဲ့ရတော့ဆရာမခွင့်မလွတ်နိုင်ဘူးတူတူရဲ့ဘုံထိကြရအောင်သူဘာနားလုံးလို့လဲတူတူရဲ့ဘယ်ဖြစ်နေကြလို့ဒီလိုကြီးနေလို့ပဲဖြစ်မလဲညီမလေးရဲ့သိနေဖြစ်သေးနေစမ်းပါလေမမိုးဝင်နေကြီးနေကမကြခင်လက်ထပ်ကြတော့မှာမင်းနဲ့မမိုးဝင်နေကဘလောက်ပဲမောင်နှမတန်ရောစင်ရှိရှိတကယ်တော့ဘာမှသွေးသားကြော်ဆက်ကြတယ်ကိုအနာမနေခွင့်မရလို့အဝေးကနေပဲချစ်ပါတော့မယ်ဒီနေ့ညမဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာမဟာရုပ်ရှင်ရော